အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ကိုဒီပေါ့နော် Tango 2000 N3 Tango 2000ရဲ့ chapter 2လေးကိုဆက်ပြီးသွားလိုက်ရအောင်နော်ကဲ N3 Tango 2000ရဲ့ chapter 2လေးကခေါင်းစဉ်လေးရပါလဲဆိုလို့ရှိရင် Mainichi no Kurashi Ichi ပေါ့နော်အဲ့ဒါဆိုတော့နေ့စဉ်နေထိုင်မှုဘဝပေါ့နော် Mainichi ကတော့သိမယ်နော် Mainichi ကတော့သိမယ်Kurashi ကတော့သိပြီးတော့မသိလောက်တယ်နော် Kurashi ဆိုတာကြာ noun ပေါ့နော်သူက Kurasu တို့ပါပေါ့နော်အဲ့လိုမျိုး verb တွေလည်းရှိတယ်Kurashi ဆိုတဲ့အဓိပ္ပာယ်ဘာလဲဆိုတော့သူမနက်ကနေပြီးတော့ပေါ့နော်ညအထိပေါ့နော်ဒီနေ့လုံးတစ်ခုလုပ်ပြီးတော့ကိုကဖြတ်တန်းနေရအောင်ပြောတာပေါ့နော်နေထိုင်ဖြတ်တန်းရှင်သန်ဖြတ်တန်းနေရတာကိုပြောတာပေါ့နော်အဲ့လိုမျိုးအဓိပ္ပာယ်ကိုစောင့်နေသူကအဲ့ဆိုတော့အကိုဒီတင်းမြောက်သူဘာသာပြန်မယ်ဆိုလို့ရှိရင်နော်ဒီပေါ့နော်နေ့စဉ်နေထိုင်ဘဝဆိုပြီးတော့အကိုဒီဘာသာပြန်လို့ရတယ်ပေါ့နော်အဲ့ဆို ichi ပဲနော် ichi အဲ့ဆိုဒါအပိုင်း1ပေါ့နော် chapter 3ကိုဘာလို့မှဆိုရင်အပိုင်း2လာမှာပေါ့နော်ကဲအဲ့ဆိုလို့ရှိရင်ကိုဒီသူ့ရဲ့ခေါင်းစဉ်တေးသေးလေးကိုတစ်ချက်ကြည့်လိုက်ရအောင်နော်ခေါင်းစဉ်တေးသေးလေးကဘာဆိုလို့ရှိရင်တော့ichi ကဘာဆိုလို့ရှိရင် toki no hyogen နဲ့နော် toki ဆိုတာကြတော့အချိန်တွေရဲ့တဲ့ hyogen ဆိုတာကြတော့ဖော်ပြချက်ကိုပြောတာနော်အချိန်ခါတွေရဲ့ဖော်ပြချက်ဥပမာဖိုက်တုံးကလည်းသင်ခဲ့ကြရလေအကိုတွေနော်နောက်က明日တို့ kino တို့အစတေတို့အတိုတိုကြီးတို့နော်ကိုတိုရှိတို့ဒါကြီးနဲ့ဘာညာပေါ့နော်ကဲဒါကြီးကိုကိုက N3 မှာပေါ့နော်ဒါ business အသုံးအနှုန်းတွေပေါ့နော် formal ကြတဲ့အသုံးအနှုန်းတွေနဲ့ထပ်ပြီးတော့ပေါ့နော် reform အနေနဲ့ပြန်ပြီးတော့လေ့လာရမှာဖြစ်တယ်ပေါ့နော်နိဗ္ဗာန်မှာကြတော့ကိုတွေ shoku seika ဆိုနော် shoku ရဲ့ခန်းကြီးကထာဘဲတုရဲ့ခန်းကြီးထာဘဲမစီရဲ့ခန်းကြီးနော်နောက်တစ်ခုကကြတော့ seika ဆိုကတော့vocabulary and 5 and 4မှာချက်ခဲ့ပြီးသားနေထိုင်မှုဘဝပေါ့နော်အဲဆိုစားတောက်နေထိုင်မှုဘဝပေါ့နော်အစားတောက်နေထိုင်ကိုပြောဘယ်လိုပြောမလဲအစာကောဟန်တို့ဟီတူကောဟန်တို့ဒါမျိုးတွေကိုပြောတာပေါ့နော်ဒါတွေကိုအကိုတွေက N3 မှာ level အမြင့်တဲ့စကားလုံးလေးတွေနဲ့ထပ်ပြီးတော့လဲပြီးတော့သင်ရမယ်ပေါ့နော်စမ်းပတ်မှာကျတော့ကိုဒီလျောဒီနော်သုံးခုတို့စိုင်းပြောနော်အဲဆိုလျောဒီနော်သုံးခုဟင်းလျာတွေရဲ့တဲ့သုံးခုဆိုတာကြတော့ကရိယာတင်စားပလာတွေကိုပြောရအောင်နော်သုံးခုတို့ဇိုင်းလျောကကြတော့ကုန်ကျန်းပစ္စည်းတွေတဲ့နောက်တစ်ခုရုံးပံကကြတော့လျောဒီနော်စကူရီခတာနော်ဟင်းချက်ပုံချက်နီနော်စကူရီခတာဆိုတာပြုလုပ်ပုံပြုလုပ်နီးလို့နော်သူ့ရဲ့အဓိပ္ပာယ်ရပြင်မဲ့ねဟင်းနဲ့တွဲလိုက်လို့ရှိရင်တော့ဟင်းချက်ပုံချက်နီဆိုပြီးတော့ဘာသာပြန်လို့ရတယ်နော်ဟင်းချက်ပုံချက်နီဒီမှာနော်ကြော်မာလားလော်မာလားကင်မာလားဒါမျိုးတွေကိုသင်ရမှာနော်ခေါ်ပံမှာကြတော့အကိုဒီခကြီးရနော်ခကြီးကကြတော့အကိုဒီအိမ်မှုကိစ္စကိုပြောတာနော်ဒီခလေးကိုကြည့်တိုင်းနော်အရှေ့ကစာလုံးတွေကကြတော့ e ရဲ့ခန်းကြီးနော်သူ့ရဲ့ခန်းကြီးလေးက e ရဲ့ n4 မှာသင်ရတယ် e ရဲ့ခန်းကြီးအိမ်ရဲ့ခန်းကြီးအကိုတွေတခုချက်ခဲ့ကြသည်နော် n5 n4 မှာနောက်ကဒီခကြီးလေးနော်ဒီခကြီးသွားကြတော့ဗာလဲဆိုလို့ရှိရင်မီးလောင်မှုပြောတာနော်မီးလောင်မှုမတူဘူးနော်ခန်းကြီးလုံးဝမတူဘူးနော်ဒီကကြတော့အိမ်ရဲ့ခန်းကြီးဒါကမီးရဲ့ခန်းကြီးနော်အနောက်ကခန်းကြီးကြီးရဲ့ခန်းကြီးလေးကတော့တူတယ်ရမယ်နော်ဒီကောင်လဲခကြီးနော်အတန်ထွက်ကတူတူပဲမီးလောင်မှုအတန်ထွက်တူနေလို့ကိုကတလက်စာလေးပြောပြပေးရနော်ကဲအဲ့ဆိုလို့ရှိရင်အကိုဒီနေ့ဗာလေးတင်မလဲဆိုလို့ရှိရင်ဒီ section 1ပေါ့နော် chapter 2ရဲ့ section 1လေးကိုအကိုဒီနေ့အတူတူကြက်ပြီးတော့လေ့လာကြည့်အောင်ကဲအဲ့ဆို section 1 Toki no Hyogen နဲ့เนาะအချိန်တွေရဲ့ဖော်ပြချက်တွေကဲအဲ့ဆိုလို့ရှိရင်ကိုဒီမှာဆိုလို့ရှိရင်N3 ရောက်လာပြီဆိုတော့ဒီဥစ္စာပေါ့နော်ပို့ပြီးတော့ business ဆန်တဲ့အသုံးအနှုန်းလေးပေါ့နော်ရုံးပိုင်းသုံးတဲ့စကားလုံးလေးဒါမှမဟုတ် customer service သုံးတဲ့စကားလုံးလေးပေါ့နော်မြင့်သွားတဲ့စကားလုံးလေးလေ့လာရတော့မယ်ပေါ့နော်ကဲအဲ့ဆိုလို့ရှိရင်အကိုကြည့်လိုက်ရအောင်115မှာဆိုလို့ရှိရင်နော်ဟွန်ဂျစ်ဆိုတဲ့နော်ဟွန်ကကြတော့ကိုစာအုပ်ရဲ့ခန်းကြီးလို့လည်းပြောလို့ရတယ်ပြီးတော့မိုတိုပေါ့နော်မိုတိုဆိုရင်မူလာစင်းမြစ်ဆိုတဲ့ခန်းကြီးလို့လည်းပြောလို့ရတယ်ပေါ့နော်ဟွန်ဂျစ်ဆိုကဲဟွန်ဂျစ်ဆိုကကြတော့ကိုကဘာနဲ့တူလဲဆိုရင်သူအောက်မှာလည်းပြောပြီးထားရပေါ့နော် cure နော် cure ဒီနေ့ဆိုတာ ਨੇ အတူတူပဲ N5 မှာချက်ခဲ့တဲ့ cure ရဲ့တွာရင်ကျေးတဲ့အသုံးနှုန်းရင်ကျေးတဲ့အသုံးနှုန်းလို့ပြောမလားနော်မာကျောတဲ့အသုံးနှုန်းပေါ့နော်အကိုတို့ယုံနေပါရင်မှာဆိုလို့ရှိရင် email ပါပို့ရတော့ဒီ Tori Kisaki ပေါ့နော်ဒီ customer စီ customer လို့ပြောမလားဟိုလောက်ဖို့ကင်ဖက်တွေစီပေါ့နော်ကိုတွေမိတ်ဆွေစီဖုန်းဆက်မယ်ဆိုလို့ရှိရင်ကိုတွေနော် cure လို့သုံးတာတဲ့ယင်းနေ့ရဆိုလို့ရှိရင်တော့ cure လို့သုံးပါပေါ့နော်ဒါပေမဲ့ရုံးတကယ်ကို email ပါပို့ရမယ်ဆိုရှင်တော့ honji စွနဲ့သုံးတာပေါ့နော်honji ဆိုတာဒီမှာဆိုလို့ရှိရင်ね brave ပေါ်မှာပြောထားတော့ပဲเนาะ oiso guys ところありがとうございますとเนาะ本日はお世話になっておりましたとかเนาะအဲ့လိုမျိုးလေးတောင်းတယ် cure နဲ့တောင်းကြအောင်เนาะရုံးပိုင်းနေပါရင်မှာဆိုလို့ရှိရင်ပြီးတော့sign နေပါရင်မှာ customer ကို service ပေးရဲ့အခါမျိုးမှာဆိုလို့ရှိရင်လေအကိုတွေက cure နဲ့မသုံးဘဲね本日ဆိုပေါ့เนาะဥပမာဆိုရှင်
本日はご来店いただきありがとうございました。誠にありがとうございました。ဒီနေ့ကတော့ဒီကနေ့ကတော့ဆိုင်ကိုလာရောက်အားပေးရတဲ့အတွက်အထူးတစ်ဖြင့်ကျေးဇူးတင်ပါတယ်အထူးတစ်လည်းကျေးဇူးတင်ပါတယ်ဆိုပြီးတော့ပြောတာเนาะ本日နဲ့ကိုအသုံးနဲ့ခေါ်နေမသုံးเนาะဘယ်လိုတွေမှာပြောရလဲဆိုတော့အမျိုး customer တွေ service ပေးတဲ့အခါမျိုးမှာねရုံးပိုင်းဖုန်းဆက်တာတို့ email ပို့တာတို့မှာသုံးတဲ့本日ပေါ့เนาะကဲအားဆိုလို့ရှိရင် rebon လေးကိုလည်းကြည့်ကြရအောင်本日はお忙しいところありがとうございますတဲ့เนาะဒီကနေ့ကတော့ โอเอဆိုကရှိတော့ကိုတော့เนาะအလုံများနေရချားနေအလုံများနေရဲ့ချားနေပြီးတော့အာရီယာတိုဆိုင်မှာကျေးဇူးတင်ပါတယ်လို့ပြောတာเนาะအဲ့ဒါအမြဲပြောရဲပေါ့เนาะမှတ်လည်းမှတ်ထားတင်တယ်เนาะဒီโอเอဆိုကရှိတော့ကိုတော့အာရီယာတိုဆိုင်မှာဆိုတော့ဂျပန်ရောက်လို့ရှိရင်လည်းကိုကအလုပ်ခွင်မှာပေါ့เนาะအလုပ်ခွင်မှာဆိုတာဒါဂျပန်ကိုကြောင်းနဲ့လာတဲ့သူတွေလည်းဖိုင်တိုလုံးရမှာပဲเนาะဖိုင်တိုမလုပ်ဘဲနဲ့အလုပ်မလုပ်ဘဲနဲ့ဘယ်လိုပြောမလဲမရှင်းတန်နိုင်လို့တော့ထင်တယ်เนาะအားကြောင့်မလို့အလုပ်ခွင်မှာတော့ဖြစ်မနေတော့တုံးရမှာပဲเนาะမနေ့ဖယ်လို့မဆိုတော့အလုပ်လုပ်ရမှာပဲเนาะအားဆိုတော့ကိုတခုခုကွာရှင်းပြလိုက်တယ်ပဲထားပါအောင်စမ်းပိုင်းရပဲဖြစ်ဖြစ်အထက်လူကြီးရပဲဖြစ်ရှင်းပြလိုက်တယ်အမျိုးခုတေချာလေးရှင်းပြလိုက်တယ်ဆိုရှင်အာဒီယာတိုဆိုင်မှာဆိုလို့ရှင်နည်းနည်းလေးပေါ့ပြက်နိုင်တယ်လို့ခံစားရမယ်ကွာအဲ့ဆိုရှင်နောက်ဆုံးပိတ်ဆိုင်အလုပ်နောက်ဆုံးပိတ်တဲ့အချိန်မှာ本日はお忙しいところありがとうございましたဆိုပြီးတော့သုံးလိုက်လို့ရှိရင်ဒါကိုကလည်းနာမည်ဘယ်လိုပြောမလဲမျက်နှာပန်းလှတာပါเนาะအမျိုးလေးလည်းကြက်ထားတင်ရမယ်เนาะဒီအောက်ကခေော်လေးပါတွဲမှတ်ထားเนาะဒီအောက်ကအလုံးလေးလေเนาะဒီစာအုပ်မှာဆိုလို့ရှိရင်အောက်နားလေးမှာအလုံးလေးရှိရเนาะဘာလုံးလေးလဲဆိုသူနဲ့အဓိပ္ပာယ်တူတဲ့အလုံးလေးပြထားတတ်တယ်ပတ်သက်ဆက်နွယ်နေတဲ့အလုံးလေးပေါ့เนาะအဓိပ္ပာယ်အဆင့်တူဖြစ်တဲ့အလုံးလေးပတ်သက်ဆက်နွယ်မှုရှိတဲ့အလုံးလေးနဲ့နောက်တစ်ခုကကြတော့အမျိုးပေါ့เนาะအဓိပ္ပာယ်ဟန်တိုင်းဖြစ်နေတဲ့စကားလုံးတွေပေါ့เนาะပြောင်းပြန်ဖြစ်နေတဲ့စကားလုံးတွေအဓိပ္ပာယ်ရတဲ့စကားလုံးတွေကိုလည်းသူကပေးထားတယ်ပေါ့အကြောင်းသားများဆိုတာဒီအောက်ကဟာယူမချက်ကြလို့เนาะကြက်ရမှာเนาะအဲ့ဒါမိမိခါတာအိုပိုဒုခိုးရိုးပေါင်းမှာဆိုလို့ရှိရင်သူဒီစကားလုံးတစ်လုံးပြီးလို့ရှိရင်အောက်မှာသူနဲ့ပေါ့เนาะပတ်သက်ဆက်နေတဲ့စကားလုံးတွေအများကြီး4-5ကြောင်းလောက်4-5လုံးလောက်ပုံမှာ report အနေနဲ့ထပ်ပြီးတော့ရှင်းတာပေါ့เนาะအမှန်တကယ်အဲ့လိုမျိုးပို့ပြီးတော့ကောင်းတယ်เนาะဒီစာအုပ်ကလည်းကောင်းပါလေဒီစာအုပ်ကလည်းမကောင်းလို့ပြောရမှာဒီစာအုပ်လည်းကောင်းတယ်เนาะတပင်းစာအုပ်တွေကအဲ့လိုမျိုးလုပ်ထားတာเนาะကျောင်းသားများဆိုတာအဲ့မျိုးမချက်ကြလို့အမှန်တကယ်အဲ့ဒါကြက်ရမှာN3 မှာများသိလို့ရှိရင်ပို့ပြီးတော့ကောင်းတယ်ပေါ့เนาะရမယ်เนาะကဲအဲ့ဆိုလို့ရှိရင်နောက်ထပ်116ကိုသွားရအောင်116ကကြတော့အာစုရယ်เนาะအာစုရဲ့ခန်းကြီးအဲ့ဆိုသူ့ဖေနာမှာ皆さんတို့ကဘောပင်နယ်ပဲဖြစ်ခဲနယ်ပဲဖြစ်ဖြစ်အာရှတာဆိုပြီးတော့ပါရေးထားပါเนาะအာရှတာအတန်ထွက်ကအာရှတာရောအာစုရောထွက်လို့ရတယ်ခန်းကြီးကအတူတူပဲเนาะအာရှတာလည်းဒီခန်းကြီးပဲအာစုလည်းဒီခန်းကြီးပဲเนาะအဲ့ဆိုတော့အာစုဆိုတာကြတော့အကိုတွေ N5 မှာသင်ခဲ့တဲ့ကိုတွေအာရှတာနဲ့အတူတူပဲเนาะအဓိပ္ပာယ်ကမနှက်ပြန်လို့ပြောတာဒါမှမဟုတ်အာစုကကြတော့ဆောနာမှာကိုပြောသူမျိုးပဲဒါပို့ပြီးတော့ formal ဆန်သွားတယ်ပေါ့เนาะemail ပို့တဲ့အခါမျိုးမှာတို့ဘာလို့မှအသုံးများတယ်ပေါ့เนาะအာစုဆိုပြီးတော့ကာဆီယာမာတော့တိတ်တော့မသုံးဘူးပေါ့เนาะဒါပေမဲ့အမျိုးလုံးဝခိုး Q ဖြစ်တဲ့ပေါ့เนาะလုပ်ငန်းတွေမှာသုံးမယ်တဲ့အတွက်ကာဆီယာမာကိုဒီမှာဘယ်လိုပြောမလဲအချက်တန်းဆန်တဲ့ပေါ့เนาะဆိုင်တွေဥမာကိုအဲ့ဝင်ဆောင်မှုပေးရတော့ဟိုတယ်ပိုင်းတို့ပါဆိုလို့ရှိရင်တော့ပြောလာမသိဘူးပေါ့เนาะemail ပို့တဲ့အခါမှာတော့ခဏဒီမျိုးလေးပေါ့เนาะရေးပို့တာပေါ့အာစုဆိုပြီးတော့ရေးပို့တာပေါ့เนาะဟုတ်တယ်နော်အဲ့ဆိုတော့သူ့ရဲ့ ribbon လေးကိုလည်းဖတ်ကြည့်လိုက်ရအောင်明日の3時にそちらに伺いますတဲ့နော်အဲ့ဆိုမနက်ဖြန်3နာရီမှာそちらに伺いますအဲ့ကိုသွားပါမယ်လို့ပြောတာအဲ့ကိုလာပါမယ်အဲ့ကိုသွားပါမယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့နော်ဒီမှာဆိုရှင်လည်း伺います伺うဆိုတာကြတော့အကိုတွေခိမစီရဲ့ယဉ်ကျေးတဲ့အသုံးနှုန်းလေးရမယ်နော်そちらဆိုတာလည်းကိုတွေယဉ်ကျေးတဲ့အသုံးနှုန်းလေးပဲနော်ဆိုကိုနဲ့မသုံးဘဲနဲ့နော်そちらအဲ့လိုမျိုးနဲ့သုံးပေးထားရမယ်နော်ဒီမှာဆိုရှင်လည်းအစုပေါ့နော်အားကြောင့်ယဉ်ကျေးမယ်ဆိုရှင်လည်းတစ်ကြောင်လုံးယဉ်ကျေးပေါ့နော်အမျိုးစုကိုနီအခိမဆိုတော့နော်အရှိမအစုကြီးသုံးထားပြီးအနောက်မှာအမျိုးကြက်သားမဲ့စကလုံးနဲ့သုံးလို့မရအောင်နော်ယဉ်ကျေးမယ်ဆိုတစ်ကြောင်လုံးယဉ်ကျေးရမယ်နော်အဲဆိုမနေ့ပြန်3နာရီမှအဘက်ကိုသွားပါမယ်ဆိုပြီးတော့သူနော်ယဉ်ကျေးလေးပြောထားတယ်ဒီမှာရမယ်နော်အစုကအာရှတာထက်ပိုပြီးယဉ်ကျေးရဲ့စကလုံးဖြစ်ပါတယ်130ခုမှာကြတော့ကိုဒီဇန်ဂျီစနော်ဇင်းကြီးဆိုခန်းကြီးလေးကိုကြည့်ရအောင်မရဲ့ခန်းကြီးနော်အရှိရဲ့ခန်းကြီးရဲ့နေရဲ့ခန်းကြီးရဲ့ပေါ့ပေါင်းထားပါနော်သူကကြတော့ကိုဒီမတိုင်ခင်နေဆိုပြီးတော့ဘာသာပြန်လို့ရတယ်ပေါ့နော်မတိုင်ခင်နေသူကကြတော့မနေ့တုန်းကဆိုပြီးတော့လေအကိုတွေသုံးလို့ရတယ်လို့နော်မနေ့တုန်းကဆိုရတဲ့အဓိပ္ပာယ်နဲ့သုံးလို့ရတယ်လို့နေရဲ့တရက်ရဲ့ရှေ့ရနေပေါ့နော်မတိုင်ခင်နေဆိုပြီးတော့လေသုံးလို့ရတယ်ဥပမာဆိုလို့ရှိရင်ကိုတွေတကြံမတိုင်ခင်နေလို့သတင်းကျွတ်မတိုင်ခင်လာပြင်းနေမတိုင်ခင်နေလို့ဘာလို့အဲ့လိုမျိုးမှလည်းသုံးလို့ရတယ်ဆိုတော့နော်
ဒီနေ့ရဲ့မနေ့ကိုပြောအတွက်ပဲသုံးမှာမဟုတ်ပဲနေ့ရဲ့တရက်ရဲ့မတိုင်ခင်နေ့ဆိုပြီးတော့လည်းအကိုသုံးလို့ရတယ်ပေါ့နော်စင်ကြီးစုကိုကဲအဲ့ဆိုကိုဒီချက်လောက်ကြည့်လိုက်ရအောင်ခိုင်းကီနော်စင်ကြီးစွနီဂျွန်ဘီယိုဆိုတူနော်အစည်းအဝေးရဲ့မတိုင်ခင်နေ့မှာတဲ့အစည်းအဝေးမတိုင်ခင်နေ့မှာပေါ့နော်ဂျွန်ဘီယိုဆိုတူကြိုတင်ပြင်ဆင်ထားပါမယ်နော် projector ကြိုတင်ပြင်ဆင်တာတော့နောက်ကနော်အမျိုးတခုထိုင်ကုန်နေပါကြိုတင်ပြင်ဆင်ထားတာဘာအဲ့လိုမျိုးကြီးလုပ်မယ်လို့ပြောတာရမှာနော်တခုမတိုင်ခင်နေ့ကိုပြောတာစင်ကြီးစွရမှာနော်အောက်မှာတခုလာအောင်မှာနော်စင်ကြီးစွဆိုပြီးအဲ့ဒါနဲ့ရောမှာဆိုတေချာလေးမှတ်ထားခန်းကြီးလေးနဲ့မှတ်မယ်နော်စင်ကြီးစွတစ်ရှင်းမှာကျတော့အကိုဒီပါရှိလဲဆိုရောခုကြီးစွတယ်နော်ရောခုကြီးစွဆိုတာကျတော့အကိုဒီနောက်နေ့ကိုပြောတာပေါ့နော်ဇန်ကြီးစွကမတိုင်ခင်နေ့ရောခုကြီးစွကအဲ့ဒီနေ့ရဲ့နောက်ထပ်နေ့ကိုပြောတာနော်ကဲအဲ့ဆိုလို့ရှိရင်တို့ဒီခန်းကြီးလေးပေါ့နော်ရောခုရဲ့ခန်းကြီးလေးကိုလည်းမှတ်ထားစီခြင်းတယ်ပေါ့နော်သူက N3 စကလုံးဖြစ်မလားတော့မသိဘူးเนาะ N3 ကခန်းကြီးဖြစ်မယ်နဲ့တူတယ်အဲ့ဆိုတော့သူဟာပါလို့ရှိရင်သူကဟိုပါပေါ့နော်နောက်မှဆိုတဲ့အဓိပ္ပာယ်ပေါ့နော်နောက်မှလုံးမယ်ဆိုတဲ့အဓိပ္ပာယ်ကိုရတယ်ဥပမာဆိုရင်ဂျပန်မှာဆိုလို့ရှိရင်ယောခုကဲဆွဘာသာကြီးဆိုတာရှိတယ်ယောခုကဲဆွဘာသာကြီးပေါ့နော်ယောခုကဲဆွဘာသာကြီးတို့ပါအဲ့ဒါဆိုလို့ရှိရင်လည်းအကိုကြီးယောခုရဲ့ခန်းကြီးလေးပါရပါတော့ဒီခန်းကြီးလေးအဓိပ္ပာယ်ကကြတော့နောက်လာမှပေးရလို့ပေါ့နော်ဒါကတော့ဟာတိုင်းမှာကျွန်တော်ပေးချေရရဲ့ခန်းကြီးအဲ့ဆိုယောခုကဲဆွဘာသာကြီးဆိုတာနောက်လာမှပေးကိုပြောနော်ဒီလ3နောက်လာမှဒီလတော့3တဲ့အတွက်ကိုပေးဆိုတဲ့အဓိပ္ပာယ်နော်ဂျပန်မှာအဲ့ဒီယောခုကဲဆွဘာသာကြီးကိုဒါနော်ကြုံလုံးလေးရှင်းပြရနော်ယောခုကဲဆွဘာသာကြီးပုံစံကိုအရန်သုံးနေပေါ့နော်လစာကြီးလည်းအတိုင်းပဲဒီလလောက်တဲ့လစာကိုဒီလမရဘဲနဲ့နောက်လာမှရရတယ်မှာနောက်လာကြမှာရပါပေါ့နော်လစာကိုအဲ့လိုမျိုးရှိအကိုတဲ့ channel မှာလည်းအကိုရှင်းပြထားရှိပါနော်ယောခုကဲဆွဘာသာကြီးနော်အဲ့ဒီခန်းကြီးလေးပါလို့ရှိရင်နောက်မှဆိုတဲ့အဓိပ္ပာယ်ကိုပြောချင်တာပေါ့နော်နောက်မှလောက်ရမယ်ဆိုတဲ့အတီးအမှာထည့်ထားလိုက်နော်အဲ့ဆိုယောခုချစ်စွဆိုတာကြတော့နောက်တဲ့နေ့ကိုပြောတာကဲဆို Rebon ကိုဖတ်ကြည့်လိုက်ရအောင်တန်းကြောပြီနော်ယောခုချစ်စွနီခန်းကိုကူနီရှချောရှိတာနော်တန်းကြောပြီဆိုတာမွေးနေ့ကိုပြောတာမွေးနေ့ရဲ့နောက်နေ့မှာတဲ့ကိုရီခန်းကိုကူဆိုတာကိုရီးယားကိုရှချောရှိတာရှချောဆိုလို့ဆိုတာတာဝန်နဲ့ခီးထွက်တာကိုပြောတာနော်အလုပ်ကိစ္စနဲ့ခီးသွားတာကိုပြောတာကုမ္ပဏီကသွားခိုင်းတာကိုပြောတာနော်နောက်တစ်ခုကကြတော့အောက်မှာပူရာစုလေးပေးထားနော် plus ပေးထားတယ်ယောခုရှူနော်နီချီခန်းကြီးလေးညမှာအပတ်ရဲ့ခန်းကြီးရှူလေးပေါ့နော်ယောခုရှူဆိုတာနောက်အပတ်ကိုပြောတာပေါ့နော်နောက်တစ်ခုကကြတော့ယောခုကဲဆွဆိုတာနောက်တစ်လကိုပြောတာပေါ့နော်နောက်လနောက်တစ်ခုကကြတော့နောက်တစ်ခုကကြတော့ကိုဒီနှစ်ကိုကြတော့နောက်နှစ်ကိုကြတော့ဘယ်လိုပြောမလဲဆိုရှင်အတန်ထွက်2မျိုးထွက်လို့ရတယ်ပေါ့နော်ယောခုတိုရှိလို့လည်းထွက်သလိုယောခုနန်ဆိုပြီးတော့လည်းထွက်လို့ရတယ်ဒါကြိုက်တော့ထွက်လို့ရတယ်ပေါ့နော်ဒါကြောင့်နောက်တဲ့နှစ်ကိုပြောတာပေါ့နော်ကဲအဲ့ဆိုလို့ရှိရင်ကိုတွေတစ်ကိုလေးကိုကြည့်လိုက်ရအောင်တစ်ကိုကကြတော့ကိုတွေရှီယာစတဲ့တဲ့เนาะရှီယာစတဲ့အစတဲ့ဆိုတာကြတော့ကိုတွေF5 မှာသင်ခဲ့ရကြတော့ဗာလေတပတ်ခါကိုပြောတာเนาะအရှတာအစတဲ့เนาะအစတဲ့ဆိုတာတပတ်ခါသူကအသွဲရှိမှာရှေ့လေးထည့်လိုက်တာရှီယာစတဲ့ဆိုတာကြတော့ကိုတွေဖိန်းတော့ခါကိုပြောတာပေါ့เนาะဒီနေ့ကနေစရလို့ရှိရင်เนาะနောက်3ရက်မြောက်နေ့ကိုပြောတာပေါ့เนาะဖိန်းတော့ခါရှီယာစတဲ့မှတ်ကမခတ်ဘူးเนาะအစတဲ့အချိန်မှာရှီလေးထည့်လိုက်တာကဲအဲ့ဆို Rebon တစ်ချက်ကြည့်ရအောင်ဝါတာရှိနောတန်းကြောပြီဝရှီယာစတဲ့တာเนาะငါရဲ့မွေးနေ့ကကျွန်တော်ရဲ့မွေးနေ့ကတော့ဖိန်းတော့ခါဖြစ်ပါတယ်လို့ပြောရမယ်เนาะ120ကိုကြည့်လိုက်ရအောင်120က Saki Ototori เนาะဒီ Saki ရဲ့ခန်းကြီးလေးကတည်ရเนาะ Sensei တို့ဘောင်းမှာပါတဲ့ဟာတွေเนาะကဲအဲ့ဆိုလို့ရှိရင်ကိုဒီ Ototori ကကို F5 တောင်ကချက်ခဲ့ကြတယ်ဗာလဲတနေ့เนาะတနေ့ Kino ရဲ့ Ototori เนาะ Ototori ဆိုတာတနေ့အဲ့ဆိုသူ့ရဲ့ရှေ့မှာ Saki လေးထည့်လိုက်တော့သူကလွန်ခဲ့တဲ့3ရက်မြောက်နေ့ကိုပြောတာပေါ့เนาะလွန်ခဲ့တဲ့3ရက်မြောက်နေ့တနေ့တုန်းကရဲ့မနေ့အားเนาะလွန်ခဲ့တဲ့3ရက်မြောက်နေ့ကိုပြောတာဒီနေ့ကနေစရလို့ရှိရင်လွန်ခဲ့တဲ့3ရက်မြောက်နေ့အဲ့ဆိုတော့အကိုကြီး Rebon လေးဖတ်ရအောင် Saki Ototori Koko no Kurasukai ကအတာเนาะလွန်ခဲ့တဲ့3ရက်မြောက်နေ့တုန်းကเนาะKoko ဆိုတာအကိုဒီအထက်တန်းကျောင်းရဲ့တဲ့ Kurasukai ဆိုတာကျတော့အတန်းပွဲဟောเนาะအတန်းပွဲကရှိခဲ့ပါတယ်အတန်းပွဲလုပ်ခဲ့ပါတယ်လို့ပြောတာရမယ်เนาะခိုင်းဆိုတာအကိုပွဲလန်းသပင်တွေကိုပြောတာเนาะပွဲသပင်ပွဲစဉ်တွေကိုပြောတာเนาะပွဲတို့ပါကိုပြောတာခိုင်းနော်မီကိုင်တို့ပါဆိုလို့ရှိရင်အရက်တောက်ပွဲတို့ပါပေါ့เนาะအမျိုးပြောတာနော်မီကိုင်နော်မီရဲ့ခန်းကြီးလေးနဲ့ခိုင်ရဲ့ခန်းကြီးเนาะနော်မီကိုင်ဆိုလို့ရှိရင်ကိုဒီလာစာထုတ်လို့ရှိရင်အလုတ်ကသူတွေနဲ့ပေါ့เนาะရုံကသူတွေဆိုပို့ပြီးတော့အမျိုးပေါ့เนาะနော်မီကိုင်လောက်ကြတာပေါ့เนาะနော်မီကိုင်မှာအမျိုးရင်းနှီးမှုရှိအောင်ပေါ့เนาะအရက်သွားတောက်ကြတာပေါ့အမှန်တကယ်ဆိုရှင်နော်မီကိုင်เนาะပြီးတော့မှလာစာတွေကအမျိုးကိုဈေးကိုဖြတ်တာပေါ့เนาะနည်းနည်းချင်းစီနော်မီကိုင်အလေးထားပေါ့เนาะတို့ရဲ့အလေးထားနော်မီကိုင်တောက်တဲ့အလေးထားကဲအဲ့ဆိုလို့ရှိရင်ကိုဒီ121ကိုကြည့်လိုက်အောင်
127မှာကြတော့ကိုဒီ Sakujitsu เนาะ Sakujitsu ကကြတော့အကိုဒီမနေ့တုန်းကလို့ပြောတာเนาะသူကဘာနဲ့အတန်ထွက်အတူတူပဲလဲဆိုလို့ရှိရင် Kino ဆိုတာနဲ့အတန်အတူပဲအဲ့ဆိုမီနာဆန်တော့သူ့ဘေးနာမှာ Kino ဆိုပြီးတော့အတန်ထွက်လေးပါထပ်ပြီးတော့ရေးတာခန့်လေးနဲ့ရပါမယ်เนาะ Kino လို့လည်းထွက်လို့ရတယ် Sakujitsu ဆိုပြီးတော့လည်းထွက်လို့ရတယ်ရပါမယ်เนาะသူရဲ့အဓိပ္ပာယ်က yesterday မနေ့တုန်းကပြော Kino နဲ့အတူတူပဲ Kino ရဲ့သွားရင်ကြီးရဲ့အသုံးနှုန်းပေါ့เนาะရင်ကြီးရဲ့အသုံးနှုန်းပြောမလားမာတဲ့အသုံးနှုန်းပေါ့เนาะခပ်သားကြီးဖြစ်တယ်ပို့ပြီးတော့เนาะ email ပါပို့တဲ့အခါမှာတော့သုံးတယ်ပေါ့เนาะကဲအဲ့ဆိုကို rebon ဖတ်လိုက်ရအောင် Sakujitsu က Iro Iro တော့ Osewa ni narimashita တဲ့เนาะအဲ့ဆိုမနေ့တုန်းကတော့အမျိုးမျိုးเนาะ Osewa ni narimashita ဆိုတာအကူအညီရခဲ့ပါတယ်เนาะကျေးဇူးတင်ပါတယ်ဆိုတာကိုပြောချင်တာပဲเนาะ Osewa ni narimashita ကိုဒီမြန်မာလိုဓာတ်ကြီးဘာသာပြန်မယ်ဆိုတော့ပြန်လို့မရဘူးပေါ့เนาะသူပြောချင်တဲ့အဓိပ္ပာယ်ကတူတစ်ခုလုပ်ပြီးကြလို့ကျေးဇူးတင်ပါတယ်လို့ပြောချင်တဲ့အဓိပ္ပာယ်เนาะ arigatou gozaimasu နဲ့အတူတူပဲ Osewa ni narimashita မြန်မာလိုဘယ်လိုဘာသာပြန်မလဲเนาะ Osewa ni narimashita အင်းပေါ့အကူအညီရခဲ့ပါတယ်အဆောက်အအုံရခဲ့ပါတယ်ဆိုတာအတူတူပဲပေါ့เนาะ arigatou gozaimasu နဲ့အတူတူပဲအဲ့ဆိုတော့ကိုတို့ရဲ့အောက်မှာ plus လေးလည်းပေးထားသေးတယ် ototoyi တဲ့เนาะ ototoyi ဆိုတာကြတော့ကိုဒီ N5 တုန်းကချက်ခဲ့တယ်ဗာလေเนาะဟိုခွန်စောနာမှာလည်းပါပြီတနေ့တုန်းကပြောရပါเนาะတနေ့တုန်းကသူရဲ့အကိုကြီးရဲ့အသုံးနှုန်းတွေကကြတော့ isakujitsu sakujitsu ရဲ့အရှင်းမှာအကိုဒီเนาะ ichi ရဲ့ခံကြီးလေးထိတ်တာ isakujitsu က ototoyi ရဲ့ရင်ကြီးရဲ့အသုံးနှုန်းရမယ်เนาะနောက်တစ်ခုကကြတော့ကိုဒီ122ကြည့်ရအောင်122ကကြတော့ sakune เนาะ sakune အဲ့တော့ဒါကြတော့2ရဲ့ခံကြီးလေးเนาะ nan တို့တို့ရှိရဲ့ခံကြီးလေး sakune ဆိုတာဆိုတော့မနစ်ကလို့ပြောတာပါเนาะမနစ်ကကဲအဲ့ဆိုတော့ကိုဒီเนาะ昨年の5月に日本に参りましたเนาะမနှစ်တုန်းကတဲ့9လပိုင်းမှာဂျပန်ကိုလာခဲ့ပါတယ်เนาะကဲဒါဆိုလို့ရှိရင်လည်းအကိုဒီဒါဟောပါဘောเนาะဟိုဂျီကိုရှော့ကိုင်းတို့ပါဘောเนาะအဲ့လိုမျိုးပြောတဲ့အခါမှာပြောလို့ရပါဘောเนาะဥမာကိုအလုပ်ထဲမှာအလုပ်သစ်ပြောင်းနေဂျပန်မှာလည်းလာနှစ်ကတော်တော်ကြာနေတစ်နှစ်လောက်ရှိနေပြီကွာเนาะအမျိုးနောက်အလုပ်ပြောင်းနေဆိုလို့ရှိရင်ကိုကဒီမျိုးပြောလို့ရပါဘောเนาะအမှဇကုနဲเนาะနောက်ကပါเนาะနိုင်နာနီခါစနီ日本に参りましたเนาะဒါလေးလည်းကြက်ထားတင်တယ်เนาะ昨年လို့မပြောချင်တော့မှဟိုဂျပန်ရောက်ကစားဆိုရှင်เนาะနောက်ကเนาะ9လပိုင်းကလာခဲ့ဆိုရှင်ခေါကစွနော်နိုင်နာနီနီချီနီ日本に参りましたဒီ参りましたဆိုတဲ့အသုံးနှုန်းလေးကိုလည်းသိထားစေချင်လို့ပေါ့เนาะ来ましたရဲ့သူကဘာနှိမ့်ချတဲ့အသုံးနှုန်းလေးပေါ့เนาะတကယ်လှတဲ့အသုံးနှုန်းလေးပေါ့เนาะ参りましたဆိုအဲ့အလေးကိုလည်းမှတ်ထားတင်တယ်เนาะ来ましたတဲ့ဆိုလို့ရှင်ပို့ပြီးတော့နဝင်ချိုတာပေါ့เนาะကဲအဲ့ဆိုတော့သူ့ရဲ့အောက်မှာ plus လေးပေးထားသေးရဲ့ ototoshi เนาะ ototoshi ဆိုတာကို N5 မှာချက်ခဲ့တယ်ဗာလေတစ်နှစ်တုန်းကလို့ပြောတာเนาะတစ်နှစ်เนาะနှစ်နေ့ကိုပြောတာပေါ့เนาะနှစ်နေ့ကကြတော့ e เนาะနှစ်ကကြတော့ shi เนาะမတူအဲ့ဆိုတော့တစ်နှစ်တုန်းကသူ့ရဲ့ဘယ်လိုရှင်ကြီးရဲ့အသုံးနှုန်းလေးမာတဲ့အသုံးနှုန်းလေးကဘာလဲဆိုလို့ရှိရင် isakune เนาะ isakune ဆိုတာကြတော့ကိုဒီဒီ ototoshi ရဲ့เนาะနေလေးမာတဲ့အသုံးနှုန်းရင်ရှိတဲ့အသုံးနှုန်းပေါ့เนาะ formal ကြတဲ့အသုံးနှုန်းလေးရမယ်เนาะတစ်နှစ်တုန်းကဆိုတာအတူတူပဲကဲနောက်တစ်ခု1နှစ်3เนาะ1နှစ်3မှာကြတော့ senjitsu เนาะ senjitsu ဒီခန်းကြီးလေးကကိုဒီ saki ရဲ့ခန်းကြီးလေးเนาะအပေါ်စာမျက်နှာမှာအကိုချက်ခဲ့ရကြတော့ zenjitsu เนาะ zenjitsu မရဲ့ခန်းကြီးလေးဒါကြတော့အကိုတခွန်းပြောက်သွားတယ် senjitsu เนาะ senjitsu ဆိုတာကြတော့အကိုဒီသူ့ကိုဘယ်လိုဘာသာပြန်လို့ရလဲဆိုတော့ဟိုနေ့တုန်းကဆိုပြီးတော့အကိုဘာသာပြန်လို့ရเนาะဟိုနေ့တုန်းကသူကမနေ့တုန်းကလို့ပြောရတဲ့ဆိုတော့ဗောနော်ဘယ်လိုအဓိပ္ပာယ်အကျယ်တွင်းဖွင့်လို့ရလဲဆိုလို့ရှိရင်သူကပြီးခဲ့တဲ့နေ့ရက်ကိုပြောချင်တာဒါပေမဲ့တလားအတွင်းလောက်ပေါ့နော်အရင်ကြီးလဲအဝေးကြီးမဟုတ်ဘူးပေါ့နော်အချိန်ကာလအပြင်လို့ဆိုရှင်တလားအတွင်းပေါ့နော်ဖြစ်ခဲ့တဲ့ပြီးခဲ့တဲ့ရက်ကိုသူပြောချင်တဲ့အခါမျိုးမှာတုံးတယ်မြန်မာစကားမှာဆိုရှင်လေကွာပြောရလေဟိုတော်ကတွေးခဲ့တာနော်ကျေးဇူးဟိုတော်ကလက်ဆောင်လေးပေးလိုက်တာကျေးဇူးတင်ပါတယ်လေဟိုနေ့တုန်းကလေနော်မင်္ဂလာဆောင်လာတာစားလို့ကောင်းတဲ့ဘာညာကူပါနော်အဲ့ဒီဟိုနေ့တုန်းကဆိုရဟာနော်ဘလောင်းမတော့မဝေးသေးဘူးကွာဒီမှာနော်ဘလောင်းမတော့မဝေးသေးဘူးဒါပေမဲ့ပြီးရပြီးခဲ့ပြီအဲ့ဒီနေ့ဟာအဲ့လိုမျိုးခါမျိုးမှာတုံးတာပေါ့နော်မြန်မာလိုကကိုပါကိုတင်းတော်သူဘာသာပြန်ရမှာပေါ့နော်ဟိုနေ့တော့ကိုကမှတ်ထားပါနော်ဒီ N3 ရောက်လို့ရှိရင်ဒီမျိုးဂျပန်ဘာသာနေမြန်မာဘာသာပြန်လို့မရတော့တာအများကြီးရှိရနော် grammar အရာရောဒီ vocabulary အရာရောပေါ့နော်အဲ့ဒီညလို့ရှိရင်ကိုကဒီဘာနော် Japanese to Japanese dictionary တွေမှာသွားရှာပြီးတော့ Japan ဟိုဘောနော်သူ Kanten ဒီလွယ်ကူနဲ့ဆက်စွဲမယ်လောက်ထားတဲ့ဟာလေးကိုကကြည့်ရမှာနော်ဒါဆို rebon လေးကိုဖတ်လိုက်ရအောင် A ရပြောနော် senji ဆိုတာどうもありがとうございましたနော်ဟိုနေ့တုန်းကတော့ကျေးဇူးတင်ခဲ့ပါတယ်နော်တခုလုပ်ပေးခဲ့လို့ပေါ့နော်ကျေးဇူးတင်ပါတယ်ဟိုနေ့တုန်းကတော့ကျေးဇူးတင်ပါတယ်တဲ့
B ကလည်းပြန်ပြောတယ်ကိုချီရာကိုဆိုတော့မို့ဒီဘက်ကလေကျေးဇူးပါပဲတဲ့ရမယ်နော်ကိုချီရာကိုဆိုဆိုတာဒီဘက်ကလေလို့ပြောတာနော်ဂျပန်မှာကြောက်လေအဲ့လိုမျိုးပေါ့နော်နော်ကျွန်တော်လေးပြောပြအောင်နော်အမျိုးဝါတာရှိဆိုတော့တိတ်ပြောမသုံးနော်ဝါတာရှိလို့ပါဆိုအဲ့ဒီဂျပန်လူနော်မြန်မာနိုင်ငံခြားသားတွေကတော့ဝါတာရှိနဲ့သုံးပြီးပဲဂျပန်လူမျိုးရာတော့ကိုသုံးနိုင်လို့ရှိရင်ဝါတာရှိနဲ့တိတ်မနိုင်ကြဘူးပေါ့နော်သူကမျိုးခွတ်ချီတို့ခွတ်ချီတာရဲ့သူကနော်ဟိုရှော့လျက်ကောပေါ့နော်ခွတ်ချီဒီဘက်ကတော့ကြည်ပွန်းတို့နော်အဲ့လိုမျိုးခဏသုံးနေပေါ့နော်အရင်တည်းဟိုပြောမလဲဝါတာရှိဆိုလို့ရှိရင်နားထဲမှာကလုတ်ကလန့်နေဖြစ်နေမှာနော်ဂျပန်ရောက်လို့ရှိရင်ပြောလို့ရှိရင်ကဲအဲ့ဆို124ကိုပြောအောင်နော်124ကပါလေဆိုတော့စာတိုင်းနဲ့နော်စာတိုင်းနဲ့ကဲအဲ့ဒါဆိုတော့ line sorry နော်စာတိုင်းရှုလို့ပြောတာစာတိုင်းရှု right ရှုကကြတော့ကိုတွေလာမဲ့ပတ်ပေါ့နော်လာမဲ့ပတ်အဲ့ဆိုစာတိုင်းရှုဆိုတာကြတော့ကိုတွေအခုကစရလို့ရှိရင်နှစ်ပတ်မြောက်ကိုပြောတာဟုတ်မယ်နော်လာမဲ့ပတ်ရဲ့လာမဲ့ပတ်နော်နှစ်ပတ်မြောက်နေကိုပြောတာအဲ့ဆိုစာတိုင်းရှုကနော်ရှိကိုတိုကဣဆုကရှိခုနာဒီဆိုတာနော်အဲ့ဆိုနှစ်ပတ်မြောက်ရောက်လို့ရှိရင်တဲ့ကိုတွေအလုပ်တီအားတဲ့ဣဆုကရှိခုနာဒီဆိုတာနော်အလုပ်များလာမဲ့ပုံပဲလို့ပြောတာနော်အလုပ်တီရှုပ်လာမဲ့ပုံပဲတဲ့ဒါဆိုရှင်အောက်မှာလည်း plus လေးနဲ့ပြီးထားတယ်စာတိုင်းကဲဆိုဒါဆိုလို့ရှိရင်ကိုတွေဒိုင်းကဲဆိုတာကြတော့နောက်လောက်ပြောတာလीเนาะအဲ့ဆိုနောက်2လောက်ပြောတာပေါ့နော်ကဲအဲ့ဆိုနောက်တစ်ခုကကြစာတိုင်းနဲ့เนาะစာတိုင်းနဲ့ကကြတော့နောက်2နှစ်ကိုပြောတာရမယ်နော်နောက်2ရဲ့နောက်2နှစ်ပေါ့နော်ကဲအဲ့ဆို125လေးကြည့်လိုက်အောင်ဆန်ရှူเนาะဆန်ရှူဆိုတာကြတော့ကိုတွေM5 တောင်ချက်ခဲ့ကြတယ်ပြီးခဲ့တဲ့အပတ်ကိုပြောတာပေါ့နော်အရင်အပတ်ပြီးခဲ့တဲ့အပတ်သူကကြတော့အမှပေါ့နော်ဒီဟိုဟာလေးဒီခန်းကြီးလေးကကြတော့သူကအရှိရခန်းကြီးလေးရဲ့အတန်ထွက်ကိုသူကပြန်ယူသွားတာများတယ်ပေါ့နော်ဥပမာတိုကီလို့ပါဥမာလည်းပါတယ်ပေါ့နော်တိုကီနော်အဲ့ဆိုရှင်လည်းကိုတွေသူတိုကီရဲ့အရှိရခန်းကြီးလေးကိုယူပြီးတော့တိုကီဆိုပြီးပြောင်းသွားတယ်ဒီမှာတော့တခုံးမပါတော့ဘူးနော်ဆန်ရှူဆိုပြီးတော့ပဲဖြစ်သွားတယ်နော်အဲ့ဒါလေးကိုလည်းကိုတွေမှတ်ထားသင့်တယ်ရပါနော်ဆန်ရှူဆိုတာကြပြီးခဲ့တဲ့ဘက်ဆန်ရှူဆိုတာကြတော့လွန်ခဲ့တဲ့နှစ်ပတ်ကိုပြောတာပေါ့နော်ကဲအဲ့ဆိုတော့ ribbon လေးကိုဖတ်လိုက်ရအောင်ဆန်ရှူの試験が今日やっと帰ってきたเนาะအဲ့ဆိုပြီးခဲ့တဲ့နှစ်ပတ်မြောက်ကတဲ့ဖြေခဲ့တဲ့ဆောင်းမွဲကတဲ့ကျော်တဲ့เนาะဒီနေ့ကတော့တဲ့ရတ်တိုဆိုတာじゃနောက်ဆုံးမှာတော့ finally ကိုပြောတာပေါ့เนาะနောက်ဆုံးမှာတော့တဲ့ခိုက်တဲ့ဂီတာဆိုတာကြတော့ပြန်ရလာခဲ့ပြီလို့ပြောတာရမယ်เนาะပြီးခဲ့နှစ်ပတ်တော့ဖြေခဲ့တဲ့ဆောင်းမွဲရလက်ကအခုတော့ပြန်ပြီးတော့ရလာခဲ့ပြီလို့ပြောတာရမယ်เนาะကဲအဲ့ဆိုလို့ရှိရင် plus လေးပေးထားတယ်တော့ပါလဲဆိုတော့ရှင်ဆန်ကဲဆိုတဲ့เนาะဆန်ကဲဆိုတာကြတော့ဆိုတော့အရင်2လပြောတာပေါ့နော်အရင်လရဲ့အရင်လဆိုတော့အရင်2လနော်ကဲအဲ့ဆိုရင်126လေးကိုကြည့်လိုက်ရအောင်126ကကြတော့ဂျောဂျွန်းနဲ့နော်ဂျောဂျွန်းဒါကြောင့်ဦးရဲ့ခန့်ကြီးလေးပေါ့နော်ဂျောဂျွန်းဆိုတာကြတော့ကိုယ်လေးလာစမ်းပိုင်းကိုပြောတာပေါ့နော်နောက်တစ်လရဲ့တရက်နေ့ကနေ10ရက်လောက်ထိကိုကိုယ်လေးဂျောဂျွန်းလို့ပြောရပါတော့လာစမ်းပိုင်းကဲအဲ့ဆိုကိုယ်လေးကြည့်လိုက်ရအောင်လိုက်ကေစနော်ဂျောဂျွန်းတိုင်းနီလျော်ကိုနီအခီမာဆန်နော်လာမင်းလာရဲ့ဂျောဂျွန်းနဲ့เนาะလာစမ်းပိုင်းလောက်မှာတဲ့တိုင်းနီလျော်ကိုနီခေမှာထိုင်းနိုင်ငံကိုခရီးထွက်ဖို့သွားမယ်လို့ပြောနော်။ဒါဆို plus လေးလည်းပေးထားတယ် short ဂျွန်းနဲ့เนาะ short ဂျွန်းဆိုတာကြတော့ကိုဒီအတူတူပဲဂျောဂျွန်းနဲ့အတူတူပဲပေါ့နော်။တော့ကြတော့မျိုးအစတွေဘာတွေမှာသုံးတာပေါ့နော်ဒီမှာဆိုရှင်လည်းဂျောဂျွန်းနဲ့အတူတူပဲဆိုပြီးတော့ကိုသုံးလို့ရတယ်ပေါ့နော်လာတလရဲ့အစလာစမ်းပိုင်းလို့ပြောလို့ရတယ်ပေါ့နော်short ဂျွန်းဆိုပြီးတော့ပြောနော်ကဲအဲ့ဆိုရှင်120ခုကိုကြည့်လိုက်ရအောင်120ခုကကြတော့ချူဂျွန်းနဲ့เนาะဂျွန်းရဲ့အခန်းကြီးကအတူတူပဲเนาะဒီချူကကြတော့နတ်ကရဲ့အခန်းကြီးလေချူဂျွန်းဆိုတာကြလာလေပိုင်းကိုပြောတာပေါ့เนาะကဲအဲ့ဆိုကွန်ကေစနော်ချူဂျွန်းမှာတဲ့နိလေပို့တော့ဒါရှိတဲ့ခုဒါဆိုင်เนาะဒီလာရဲ့လာလေပိုင်းနောက်ဆုံးထားပြီးတော့ပေါ့เนาะဒီအစီရင်ခံစာကိုထပ်ပေးပါလို့ပြောတာမာတင်နိเนาะမာတင်နိနောက်ဆုံးထားပြီးတော့မတိုင်ခင်လို့ပြောတာ128ကိုကြည့်လိုက်ရအောင်ဂဲဂျွန်းနဲ့เนาะဂဲခန်းကြီးလေးအားတာရဲ့ခန်းကြီးเนาะဂဲဂျွန်းဆိုတာကြတော့လာကုံပိုင်းကိုပြောတာပါเนาะအဲဆိုမိုင်းစကီเนาะဂဲဂျွန်းနီနာရုတိုကျူလျောကထနိုရှိမိတာတဲ့เนาะအဲဆိုလာတိုင်းနဲ့ဂဲဂျွန်းနီနာရုတိုဆိုတာဒီလာကုံပိုင်းရောက်လာလို့ရှိလို့ရှင်တဲ့ကျူလျောကเนาะလာစာကတဲ့ထနိုရှိမိတာစိတ်လှုပ်ရှားတယ်လို့ပြောတာเนาะပျော်ရွှင်စိတ်လှုပ်ရှားဆိုတာအဆောင်နေဘယ်လိုပြောမလဲထနိုရှိမိတာဆိုတဲ့အဓိပ္ပာယ်ကကြတော့ရင်တခုံနဲ့လင်းထဲမှာပျော်တယ်အဲ့လိုမျိုးပေါ့နော်စိတ်လည်းလှုပ်ရှားတယ်တိလည်းတိကျင်တယ်ဆိုတော့ပုံစံလေးပေါ့နော်သူရဲ့ခံစားချက်လေးอ่ะ
ဘောနော်ဂျပန်မှာဘာမှလည်းအတူတူပဲဖြစ်မှာပါเนาะမျိုးဘယ်လိုပြောမလဲအချိန်ပိုင်းလုံးတဲ့သူတွေဆိုလို့ရှိရင်ပိုပြီးသိတာမယ်လို့ထင်တယ်ပေါ့နော်ဒီရှိုင်းနေရတော့တိတ်ပြီးတော့မသိတာလောက်ဖိုက်တိုတွေဒီနော်အတူပိုင်းဆိုတော့ဒီဝန်ထမ်းဆိုလို့ရှိရင်တော့ပိုပြီးတော့သိတာမယ်တူရနော်ဒီကိုလောက်ခဲ့တဲ့အချိန်တွေဘာညာကြီးကွာရကြတော့ဒီစိုးမှုကလွယ်ပြီးတော့เนาะဒီ management ဌာနကလွယ်ပြီးတော့တိတ်သိရမှာပေါ့เนาะဘယ်လောက်ပြီးမယ်လို့ဘယ်လောက်နဲ့ဖြတ်တယ်လို့ပါဆိုတော့ပေါ့เนาะအဲဆိုဒီလကဘယ်လောက်ရမလဲဆိုတော့မျိုးပေါ့เนาะရင်ထိတ်နဲ့ရင်ခုန်ရတာပေါ့เนาะအဲ့လိုမျိုးပြောတာမတူเนาะဒီလောက်ရမယ်ဆိုနောက်လလည်းဘယ်လောက်ဒီလောက်ရချင်မှရမှာပေါ့เนาะအားကြောင့်လို့စိတ်လှုပ်ရှားရတယ်ပေါ့เนาะတကယ်129ကိုကြည့်ရအောင်ကိုဆိုအဲ့ဆို129ကရှင်းရတယ်เนาะရှင်းရဲ့ခန်းကြီးကကြတော့ကိုဒီဖူကာကြီးရဲ့ခန်းကြီးပေါ့เนาะနှဆိုင်နာရဲ့ခန်းကြီးလေးအဲဆိုရကြတော့ရောလူရဲ့ခန်းကြီးเนาะအဲဆိုညတကောင်ပြောရမှာเนาะနှက်တဲ့ညဆိုညတကောင်ပြောလိမ့်နိုင်လို့ပြောเนาะကဲအဲဆိုတော့ရှင်းရနေနာလို့တော့အိုခိနာခိုရဲ့ကခိခိုရဲ့တူเนาะညဘက်ရောက်လာလို့ရှိရင်ညနဲ့လာလို့ရှိရင်နဲ့ကိုအတန်ကြေကြီးကြားရပါတယ်လို့ပြောရပါနော်ကဲအဲဆိုတော့သူကမိနာမှာမြများအောက်မှာမြများချင်းလေးနဲ့ပြီးထားเนาะမာယောနာကာတဲ့เนาะမရဲ့ခန့်ကြီးတရားကိုမန်နာကာလို့ပါအောင်မှာပါရဲ့ခန့်ကြီးတွေเนาะအလေတက်တဲ့ဆိုရဲ့ခန့်ကြီးတွေเนาะအဲဆိုမာယောနာကာဆိုတာညနဲ့တစ်ခါအတူတူပဲရှင်းရနဲ့တူတူပဲเนาะနောက်တစ်ခါကျတော့ရှင်းရဘာငူမီတဲ့เนาะဘာငူမီဆိုတာကျတော့ကိုဒါ show တွေကိုပြောတာเนาะ TV show အစီအစဉ်တွေကိုပြောတာနော်အဲဆိုရှင်းရဘန်ကူမီဆိုတာကြတော့အမျိုးညဘက်ဒီမှာထုတ်လင်းတဲ့ TV season တွေပေါ့နော်မနာဘလုံးပွဲတို့ပါပေါ့နော်ဒီညနေမှာကြည့်လို့ရတာလေအဲ့လိုမျိုးပြောနော်အဲဆို130ဆိုလို့ရှိရင်ကိုဒီမိတိုင်းနဲ့နော်မိတိုင်းကကြတော့ကိုဒီအနာဂတ်ကိုပြောတာပေါ့နော်အဲဆိုအောက်မှာလည်းပေးထားသေးရပေါ့နော် short တိုင်းနဲ့နော် short တိုင်းကကြတော့လည်းအနာဂတ်ပဲပေါ့နော်သူတို့နှစ်ခုကဘယ်လိုကွာလဲဆိုလို့ရှိရင်ကိုဒီ Telegram channel လေးမှာလည်းကို short တိုင်းနဲ့မိတိုင်းနဲ့ကွာခြားချက်ကိုအကျယ်တဝင်းပေါ့နော်အသေးစိတ်ကိုအသေးစိတ်ရေးပြီးတော့တင်ပေးထားတယ်မိသားစုတို့အမှသွားပြီးတော့ဖတ်လို့လည်းရတယ်အခုဒီအောက်မှာလည်းနော် comment အောက်မှာလည်းအဲ့ဒီ link လေးဖတ်လို့ရအောင်လားစင်သစ်ဖတ်လို့ရအောင် link လေးချိန်ပေးထားမယ်နော်အမှသွားပြီးတော့ဖတ်ကြည့်ပါနော်အကိုကဒီမှာ video ရှေ့သွားမှာဆိုလို့အတူချုပ်ပြီးတော့ပဲရှင်းပြလိုက်တော့မှာပေါ့နော်မိတိုင်းကကြတော့အကိုဒီနော်မိတိုင်းကိုမရှင်းခင်ကို short တိုင်းကနေရှင်းပိုးလွယ်မယ်နဲ့တူရယ်နော် short တိုင်းကနေကိုရင်ရှင်းလိုက်အောင် short တိုင်းကကြတော့နှစ်ခုစလုံးကတော့အနာဂတ်ပေါ့နော်အနာဂတ်ကိုပြောတဲ့ဝါဒတွေပဲဒါပေမဲ့ short တိုင်းကဘယ်လိုလဲဆိုလို့ရှိရင်ကိုယ့်ရဲ့ individual ပေါ့နော်တီးတန့်ဖြစ်နေတဲ့ကိုပဲဖြစ်ဒါမှမဟုတ်ရှင်အခြားလူတဦးတစ်ယောက်ပဲဖြစ်ပေါ့နော်သူ့ရဲ့အမျိုးအနာဂတ်တွေပြောအမျိုး career တွေနဲ့မိသားစုအတွက်အနာဂတ်ပါညာပေါ့နော်အဲ့လိုမျိုးတွေကိုခံမှန်းတဲ့အခါမှာသုံးတယ်စဉ်းစားတဲ့အခါမှာသုံးတယ်ပေါ့နော်တနည်းအားဖြင့်သူကအချိန်ကာလအားဖြင့်ဆိုလို့ရှိရင်အကိုတွေအသက်ရှိနေတဲ့အချိန်ကာလပေါ့နော်လူတစ်ယောက်အသက်ရှိနိုင်တာဘယ်လောက်ရှိမလဲအသက်80 85 80ပေါ့နော်အဲ့လောက်အတွင်းမှာဟိုမျိုးဖြစ်ပြမဲ့အနာဂတ်ကိုစဉ်းစားတယ်ခံမှန်းတဲ့အခါမျိုးမှာအကိုတွေသုံးတယ်ပေါ့နော်သွားအားကြောင့်ဟိုဘယ်လိုပြောမလဲအချိန်ကာလအားဖြင့်အရင်ဟိုဟာဖြစ်တယ်ပေါ့နော်အရင်ကျင်းမြောင်းတယ်လို့ပြောလို့ရပါဘောနော်အချိန်ကာလအပြင်ကျင်းမြောင်းတယ်တာမန်လူကစဉ်းစားလို့ရနိုင်တယ်ပေါ့နော်အမျိုးအလုပ်ရဲ့ career တွေအနာဂတ်မှာဘာဖြစ်ချင်လဲအနာဂတ်မှာဆရာဝန်ဖြစ်လာချင်တယ်ဒါမျိုးဆိုရှင်ကိုစဉ်းစားနိုင်တယ်ကွာဟုတ်တယ်မလားနော်ဆရာဝန်ဖြစ်ဖို့ကိုကရည်ရွယ်ထားတယ်အနာဂတ်မှာဆရာဝန်ဖြစ်မယ်အဲ့လိုမျိုးကိုစဉ်းစားနိုင်တယ် individual ပေါ့နော်တတိပုဂ္ဂလဆန်တဲ့အဲ့လိုမျိုးအနာဂတ်တွေပိုင်းမှာဆိုလို့ရှိရင်တော့ကို short နိုင်အောင်သုံးတယ်နော်မိတိုင်ကကြတော့အဲ့လိုမျိုးနဲ့မတူဘဲနဲ့သူ့ရဲ့ပုံစံကကြတော့အချိန်ကာလအပြင်ဆိုလို့ရှိရင်လည်းတော်တော်ဝေးတယ်နှစ်တရာနှစ်တန်းပေါင်းများစွာအဲ့လိုမျိုးအထီကိုရအောင်သွားနိုင်တဲ့အနာဂတ်ပေါ့နော်အဲ့လိုမျိုးခါမှာစဉ်းစားခါမှာသုံးတယ်ပြီးတော့သူကလူတဦးတစ်ယောက်ချင်း individual မဟုတ်ဘဲနဲ့ပေါ့နော်ဟိုကျယ်ပြန့်တဲ့ပမာဏနဲ့ပေါ့နော်ကျယ်ပြန့်တဲ့အတိုင်းဝိုင်းနဲ့ဥပမာဆိုရှင်ခလေးတငယ်ကဘာဘွားခလေးတငယ်ဒီထီဖက်ဆောက်ထဲက rebon ဆိုရှင်เนาะခလေးတငယ်တွေဒါမှမဟုတ်ရှင်ကဘာကြီးရဲ့အနာဂတ်တွေเนาะဒါမှမဟုတ်ရှင်နီးပညာကဘာနီးပညာ model နီးပညာเนาะနိုင်ငံရဲ့အနာဂတ်တို့ပါဦးเนาะနိုင်ငံရဲ့အနာဂတ်တွေဘာညာကြီးဆိုတာအကိုတွေတေသွားခဲ့ရင်တော့မှဒါကြီးကဆက်ပြီးတော့ရှိနေမှာကွာအကိုတွေကတာမြောင်းတော့နဲ့လုံးဝစဉ်းစားလို့မရအောင်အရင်ကျယ်ပြန့်တယ်ညာမနော်အဲ့လိုမျိုးခါမျိုးမှာတော့အကိုကြီးမိတိုင်အောင်သုံးတယ်နော်မိတိုင်ဆဲကိုင်းတော့ပါဦးနော်ဒါမျိုးပါဆိုလို့ရှိရင်တော့အကိုဒီမိတိုင်ကိုသုံးတယ်လို့ပြောတာရမယ်နော်ကဲအဲ့ဆိုရှင်ပြန်ရှင်းမယ်ဆိုရှင် short တိုင်ကတော့မိမိသုံးမဟုတ်လူတဦးတယောက်ရဲ့တတိပုဂ္ဂလဆန်တဲ့အနာဂတ်ပေါ့နော်အဲ့ဒီခါမျိုးမှာအများသောအားဖြင့်သုံးနိုင်တာများတယ်မိတိုင်ကကြတော့အကိုဒီတစ်ကဘာလုံးနဲ့ဆိုင်နေပေါ့နော်ကဘာရေးရာဆိုင်နဲ့ဘယ်လိုပြောမလဲပညာတာမန်အုံနောက်နဲ့ပေါ့နော်အမျိုးလုံးဝမှန်းဆရခက်ခဲတဲ့မှန်းရခက်တဲ့အနေအထားပေါ့နော်အဲ့လိုမျိုးခါမျိုးမှာအဲ့ဒီအနာဂတ်ကိုပြောချင်တဲ့အခါမျိုးမှာမိတိုင်ကိုသုံးတယ်
ရမယ်နော်ကဲဒီမှာဆိုရှင်လည်းကိုကြည့်လိုက်အောင်ခိုသုံးမွန်တာချင်းတော့အာကာဒိုဤမိတိုင်းကိုခန်းကရရောရနော်ခလေးတွေရဲ့တဲ့အကိုလင်းလက်တောက်ပနေအနာဂတ်ကိုစဉ်းစားကြရအောင်နဲ့နော်ဒီမှာခလေးဆိုတာကိုမွေးထားတဲ့ခလေးကိုပြောရမှာနော်ကဘာခလေးတွေကိုပြောနော်ကဘာဘွားခလေးရဲ့အမျိုးတောက်ပနေရဲ့အမှကဘာဘွားရဲ့ပြည်နိုင်ငံတနိုင်ငံကခလေးရဲ့ပေါ့နော်အတောက်ပနေအနာဂတ်ကိုစဉ်းစားကြရအောင်ဆိုတာနော်ဒီခလေးကဒီခလေးဒီအတုပ်ပြီးသွားလို့ရှိရင်နောက်ထပ်ခလေးကနောက် next generation ကလာအောင်ပါနော်ခလေးကကဘာရှိနေတွေ့လူသားမျိုးနွယ်ရှိနေတွေ့ခလေးသွားလဲရှိနေအောင်ပါပဲနော်အဲအကြောင်းမလို့ကိုသူ့ရဲ့မိတိုင်းကိုအနာဂတ်တွေခလေးရဲ့အနာဂတ်ကိုတာမန်အောင်နဲ့စဉ်းစားလို့မရအောင်ရမ်းကျက်ပြန်တယ်ရမယ်နော်အဲ့လိုမျိုးခါမျိုးမှာသူမိတိုင်းနဲ့တုံးပေးထားတယ်နော်ရှောတိုင်းကကြာဥမာနေပြရလို့ရှိရင်ရှောတိုင်းမှာအီရှာနီနာဒီတိုင်းတို့ပါပေါ့နော်နာကမှာဆရာဝန်ဖြစ်ချင်တယ်လို့ပါပေါ့နော်အဲ့လိုမျိုးခါမျိုးမှာအကိုရှောတိုင်းကိုတုံးလို့ရတယ်ပေါ့နော်ဒါတော့အချင်းကျုပ်လေးပေါ့နော်အကျယ်ကျုပ်လုံးဝအသေးစိတ်ဖက်ချင်တယ်ဆိုလို့ရှိရင်တော့အကိုအောက်မှာ link လေးချပေးထားမယ်အမှသွားဖက်ကြည့်ပါနော်ကဲအဲ့ဆိုလို့ရှိရင်အကိုတွေ131ကိုကြည့်လိုက်ရအောင်စူးကြည့်စေတယ်နော်စူးကြည့်စေဆိုတာကြတော့အကိုတွေစူးရဲ့ခန်းကြီးလေးအကိုခါစူးရဲ့ခန်းကြီးပေါ့နော်အရှိတွဲရဲ့ခန်းကြီးနော်အဲ့ဆိုတော့ရက်အနေငယ်ကိုပြောတာပေါ့နော်ရက်အနေငယ်သူကဘယ်လိုခံမျိုးမှာတုံးလဲဆိုလို့ရှိရင်သူ့ရဲ့အထိပ္ပယ်ကဘယ်လိုစောင်းလဲဆိုလို့ရှိရင်ရက်ကလေးကတော့အနေငယ်ပဲဒါပေမဲ့ဘယ်နှစ်ရက်ဖြစ်မယ်တော့မသိဘူး3ရက်ဖြစ်ချင်လည်းဖြစ်မယ်2ရက်ဖြစ်ချင်လည်းဖြစ်မယ်4ရက်ဖြစ်ချင်လည်းဖြစ်မယ်5ရက်ဖြစ်ချင်လည်းဖြစ်မယ်ဒါပေမဲ့တိတ်တော့ကြာမှာမဟုတ်ဘူးအဲ့လိုမျိုးခံမျိုးမှာတုံးတယ်ရမလားတိတ်တော့မကြာဘူးဒါပေမဲ့သူလောက်ကြာမှလည်းမသိဘူးဆိုတဲ့ပုံစံမျိုးပေါ့နော်ဒါဆိုရှင်ဒိုယောဘီခါလာစူဂျီဆိုတာတန်ခီကဝါဒူဆိုတာနော်ဒီစနေနေ့ကနေစပြီးတော့တဲ့ရက်အနေငယ်အားပေါ့နော်တန်ခီကဝါဒူဆိုတာရာသီဥတုမကောင်းရာသီဥတုဆိုးမယ်တဲ့လို့ပြောတာနော်အဲ့ဆိုဒီရာသီဥတုအကြောင်းပြောရမလို့အကိုဒီဆိုးတာလေးကိုမကြာခဏမြင်ရတတ်တယ်ရာသီဥတုအကြောင်းပြောလို့ရှိရင်တန်ခီရောဟိုနီရောသူတော့နိုင်ကဆိုးတာဆိုတဲ့ပုံစံမျိုးနော်JLPT မှာပါလို့ရှိရင်ရာသီဥတုအကြောင်းပြောလို့ရှိရင်အနောက်မှာနော်အမျိုး grammar ကြီးကို quality ဟောင်းလောင်းထားလို့ရှိရင်ဆိုးတာကိုရလိုက်ရှာအောင်နော်ပါလို့ရှိရင်အဲ့ဒါကိုနှစ်ခါမစဉ်းစားဘဲနဲ့ရွေးလိုက်နော်ပြန်ကောင်းတော့မှန်အောင်နော်ကဲအဲ့ဆိုရင်အောက်ကဟာလေးကိုကြည့်အောင်နော်စုကကေဆိုနော်ဒါကြတော့လာပေါင်းအနေငယ်ပေါ့နော်လာအနေငယ်ကိုပြောတာစူးနန်းဆိုတာနှစ်အနေငယ်စူးကင်ဆိုတာကြတော့အချိန်အနေငယ်ကိုပြောတာပေါ့နော်အချိန်အနေငယ်လို့ပြောတာကဲအဲ့ဆိုရှင်132နောက်ဆုံးလေးကိုကြည့်အောင်နော် eco နော် eco ကဲဒီ e ရဲ့ခန်းကြီးလေးကတော့ကိုဒီအတူတူကြီးကြည့်ပဲဒီအောက်မှာလည်း e အမှာစကလုံးလေးပါတယ်နော်နောက်ထပ်ခန်းကြီးလေးခိုးကကြတော့ကိုဒီမှတ်မိ M5 M4 မှာပါမယ်နဲ့တူရနော် OD2 ရဲ့ခန်းကြီးနော် OD2 sorry OD2 စင်းနာရဲ့ခန်းကြီးလေးနော်ကားပေါ်ကနေပါစင်းနာတို့ပါရဲ့ခန်းကြီးလေး OD2 eco နော် eco ကကြတော့ကိုဒီနောက်ကိုပြောတာရမယ်နော်နောက်အဲ့ဆိုတော့ကိုဒီဟာလေးကိုမရှင်းခင် ribbon လေးကိုမရှင်းခင်သူအောက်က ego ပေါ့နော် ego ကိုလည်းကိုရှင်းပြပေးမယ်ပေါ့နော် ego ကကြတော့ကိုဒီအတိုရဲ့ခန်းကြီးနဲ့နော်ဒီအောက်ကခန်းကြီးအနောက်ကခန်းကြီးလေးကအတိုရဲ့ခန်းကြီးအတိုဆိုတာကြတော့နောက်ကိုပြောတာနော်အဲ့ဆို ego ကကြတော့လည်းနောက်ပဲ eco ကကြတော့လည်းနောက်ပိုင်းပဲနော်အဲ့ဆိုဘာကွာလဲနော်ကိုဒီဒါလေးကိုရှင်းမယ်ဆိုလို့ရှိရင် eco ကအရင်ရှင်းလိုက်မယ်နော် eco ကကြတော့ကိုဒီအခုချိန်ကနေစပြီးတော့ကိုဒီနော်နောက်ပိုင်းပေါ့နော်အခုချိန်ကနေစပြီးတော့sorry နော်ခဏအခုချိန်ကနေစပြီးတော့ကိုဒီနောက်ပိုင်းဆိုတာကိုလေကိုသုံးလို့ရတယ်လို့မျိုးပေါ့နော်အချိန်ကာလတစ်ခုပေါ့နော်အချိန်ကာလတစ်ခုရဲ့နောက်ပိုင်းကိုလည်းပြောလို့ရတယ်ဥပမာဆိုရှင်ပကံခေတ်နောက်ပိုင်းတော့နော်အခုချိန်ကနေစပြီးတော့မှမဟုတ်ဘဲねပကံခေတ်နောက်ပိုင်းဒါမှမဟုတ်လို့ရှိရင်1950နောက်ပိုင်းတို့ပါဒုတိယကမ္ဘာစစ်ကြီးနောက်ပိုင်းအဲ့လိုမျိုးခါမျိုးမှာကို eco ကိုသုံးလို့ရတယ်ရမယ်နော်ကဲ eco ကကြတော့ကိုဒီဘယ်လိုမှတ်ထားအကောင်းလဲဆိုလို့ရှိရင်ခုံးကောဆိုပြီးတော့မှတ်ထားအကောင်းတယ်ခုံးကောဆိုတာကြတော့ အီမခါတာနော်အခုချိန်ကနေစပြီးတော့နောက်ပိုင်းကိုပြောတာရမယ်နော်အဲ့လိုခါမျိုးတွေမှာသုံးတယ်ပေါ့နော် eco နဲ့ eco ရမယ်နော်ကဲဒီမှာဆိုလို့ရှိရင်လည်းribbon လေးပြောပြထားရပေါ့နော်အိုးကြည့်ရှင် eco မီဇိုခတ်တယ်အခုယောနီနာတာနော်ငလင်ကြီးပြီးသွားတဲ့နောက်ပိုင်းမှာမီဇိုခတ်တယ်အခုယောနီနာတာနော်ဒီရေကိုဝယ်ထားဖြစ်အောင်လုပ်နေတယ်နော်ငလင်လှုပ်ပွားလို့ရှိရင်ကိုယ်မီးရေပြတာကြီးရေတွေမလာတော့တာတွေပါရှိတယ်ပေါ့နော်လာရေးရေကလည်းမကောင်းတဲ့ရေလာပေါ့နော်ဒါကြောင့်မလို့ကိုယ်ရေဝယ်ထားဖြစ်အောင်လုပ်နေတယ်လို့ပြောတာဒုက္ခရောက်တယ်เนาะတောက်ရည်အဓိကပေါ့နော်ကဲဒီမှာဆိုရှင်ကိုဒီအချိန်အဖြစ်ပြက်တစ်ခုအချိန်ကာလတစ်ခုရဲ့နောက်ပိုင်းပေါ့နော်အခုချိန်ကနေစပြီးတော့မှမဟုတ်ဘဲねသူပြောချင်တာငလင်းလုပ်ပြီးရဲ့နောက်ပိုင်းကိုပြောချင်တာเนาะဒီမှာဆိုရှင် eco နဲ့တုံထားပါเนาะဒီမှာဆိုတော့နှစ်ခုစလုံးကတော့လေအဲ့ဒီနောက်ပိုင်းအမျိုးအဖြစ်ပြက်တွေဆုံးဖြတ်ချက်တွေကိုဖော်ပြတဲ့အခါမှာတုံးတယ် eco လည်းအတိုင်းပဲပေါ့နော်
အခုချိန်ကနေစပြီးတော့select ကို short out ဖြစ်အောင်လုပ်နေရလို့ပါပေါ့နော်အဲ့လိုမျိုးခါမျိုးမှာတော့နှစ်ခုစလုံးကတော့နောက်ပိုင်းမှာကိုဆုံးဖြတ်ချက်တွေပြောင်းလဲမှုတွေကိုဖော်ပြတဲ့အခါမှာတုံးတယ်နှစ်ခုစလုံးဒါပေမဲ့သုံးနှစ်ခုကိုပေါ့နော်အဲ့မျိုးစောင်းပွဲမှာ JLPT မှာပေါ့နော်ဒီ eco နဲ့ eco ရွေးပါဆိုပြီးတော့မမေးဘူးတေးကြရင်မေးပါတော့မဟုတ်ဘူးပေါ့နော်အဲ့လိုညစ်ပတ်ပြီးတော့ဂျပန်လူမျိုးတွေသွားမေးလို့ရှိရင်လည်းတို့လည်းနည်းနည်းတော့စဉ်းစားရမယ်လေတွေ့တို့ဘယ်လိုပြောမလဲပေါ့နော် eco နဲ့ eco ကိုမှားပြီးသုံးပြီးလဲလဲပြီးတော့သုံးလိုက်လေကိစ္စမရှိဘူးအရင်ကိစ္စမရှိဘူးเนาะအဲ့ဒါကြောင့်မလို့ကိုကြီးလဲသုံးလို့အဆင်ပြေတယ်เนาะလဲသုံးလို့လည်းရရဲ့အနေထားပေါ့เนาะကဲအဲ့ဆိုရှင်အကိုတွေနောက်တစ်ခုက e တိုင်းနဲ့เนาะ e တိုင်းကကြတော့အကိုတွေဂဒေးကလို့ပြောတာပေါ့เนาะဂဒေးကဆိုတာဘယ်လိုမျိုးလဲဆိုရှင်အကိုတွေเนาะဂဒေးကဘယ်လိုပြောမလဲသူကဥပမာပြောเนาะစောင့်မွဲကြပြီးခေကဂျပန်စာကိုတောက်လျှောက်စူးစမ်းနေရเนาะနေမအားညမလားကြက်နေရပေါ့เนาะဖက်ပေါ့เนาะပြောကောင်းဆိုကောင်းအဲ့ဆို e တိုင်းကအဲ့လိုမျိုးခါမျိုးမှာတုံးတာเนาะသူကလုတ်ပြီးကလေးကနိုင်နေကိုလုံနေသူက n2 မှာလည်း grammar pattern တစ်ခုအနေနဲ့သင်ရမှာပေါ့เนาะသူခုလုတ်လိုက်တဲ့အချိန်ကနေစပြီးတော့တောက်လျှောက်စွတ်တော်ဆိုတဲ့အထိပ္ပယ်ကိုပါတယ်အားကြောင့်မလို့သူ့ရဲ့အနောက်မှာလေထဲ့ဤလူတို့ထဲ့ဤနိုင်တို့ပါပေါ့เนาะအဲ့မျိုးလက်ရှိအချိန်ကြီးဖြစ်ပြနေပါတယ်ဆိုရဲအမျိုးကိုတွေစတိုက်ဖြစ်နေရပေါ့เนาะဘယ်လိုပြောမလဲစကားလေးလိုက်တယ်ပေါ့เนาะထဲ့ဤလူတို့ထဲ့ဤနိုင်တို့ပါပေါ့เนาะ e တိုင်းရမယ်เนาะသူ့ကိုခုချက်နေစပြီးတော့မတွေးတော့ဘူးလို့ပေါ့เนาะအဲ့ကလေးကမတွေးတော့ဘူးလို့ပေါ့เนาะကဲအဲ့ဆိုရှင်ကိုလေနောက်တစ်ခုကြည့်လိုက်ရအောင် exam เนาะ exam ဆိုတာကြတော့ကိုလေเนาะအရင်တုန်းကလို့ပြောတာမတိုင်ခင်တုန်းကအရင်တုန်းကလို့ပြောတာပေါ့เนาะဥပမာအရင်တုန်းကเนาะစားတော့ဆိုင်မှာလုပ်ခဲ့တယ်အဲ့လိုမျိုးခါမျိုးမှာကိုလေ exam ကိုသုံးတယ်ရမယ်เนาะဒါကြတော့ကိုအခြေတွင်းလေးရှင်းပြပေးရဖြစ်ပါတယ်ကဲအဲ့ဆိုရှင်ကို chapter 2ရဲ့ session 1လေးအကိုအထူးတူလေ့လာလုပ်ပြီးသွားပြီနောက်ထပ်ဗီဒီယိုမှာကို session 2လေးပေါ့เนาะအထူးတူလေ့လာကြရအောင်